မွမွေးဆက်ဆက်လေးနဲ့စားလို့ရန်ကောင်းပြီးတော့လောက်ရလဲလွယ်ကူတဲ့ကြက်သားငရုတ်ပွားကြော်လုံနီလေးကိုအမျှပေးလိုက်ပါတယ်။အရင်ဆုံးကြက်ပေါင်သားလေးတွေကိုတုံးသေးလေးဖြစ်အောင်လိပေးပြီးတော့စားတစွန်းငရုတ်ကောင်းမုံအဖြူပဲငပြဲအကြည့်နဲ့ကော်မုံလေးတစ်စွန်းလောက်ထည့်ပေးပြီးတော့မြင်မြင်လေးနဲ့ထားပေးလိုက်ပါမယ်။ပြီးရင်တော့အပေါ်ကနေစီလေးဖြန်းပေးပြီးတော့15မိနစ်လောက်နှက်ထားပေးလိုက်ပါ။အသားနှက်ထားတော့ငရုတ်ပွားတောင်လေးတွေကိုထိတ်လေးလေးပေးပြီးတော့အလဲကနေထက်ချမ်းချမ်းထားပေးလိုက်ပါမယ်။ပြီးရင်တော့တုံးသေးလေးဖြစ်အောင်လိထားပေးလိုက်ပါအိုးထဲမှာစီပူလာဆိုရင်တော့ခုနအရသာနှထားတဲ့ကြက်သားလေးတွေကိုထည့်ပေးပြီးတော့ချက်ချင်းမမွေသေးပဲနဲ့ခဏလောက်ထားပေးလိုက်ပါမယ်ပြီးရင်တော့အယောင်နည်းနည်းလောက်ပြောင်းလာပြီးတော့စီထွက်လာပြီးကြော်ထားပေးလိုက်ပါနောက်ထပ်ကြက်သွန်ဖြူနဲ့ကြက်သွန်မိတ်ကိုထည့်ကြော်ပေးပြီးအနံမွေးလာပြီဆိုရင်တော့ခုနလီးထားတဲ့ငရုတ်ပွားတောင်လေးတွေကိုထည့်ပေးပြီးတော့တေချာလေးနှံ့သွားအောင်မွေးထားပေးလိုက်ပါမယ်ပြီးရင်တော့အယောင်လာသွားအောင်ပဲငပြဲအနောက်တစ်စုံလောက်ကိုထည့်မွေးပေးပြီးသွားရဆိုရင်တော့ပဲငပြဲအကြီးတစ်စုံလောက်ကိုအိုးဘေးကနေပတ်ပြီးတော့ထည့်ထားပေးလိုက်ပါမယ်ဒါဆိုရင်တော့အခုလိုမျိုးလွယ်ကူရိုးရှင်းပြီးအရန်မွေးပြီးစားလို့ကောင်းတဲ့ကြက်သားငရုတ်ပွားကြော်လေးကိုရပါပြီနော်။